ရုပ်တည်တဲ့သူတော်အ ਨੇ ဆုံးပြုံးစစ်စစ်ဖြစ်သွားစေရမယ့်အမှတ်တမဲ့အခိုက်အတန့်များဒီဗီဒီယိုထဲမှာတော့ခင်ဗျားတို့ကိုအံ့ဩမြင့်သက်သွားစေမယ့်ပါဇက်ဟောင်းသားဖြစ်သွားစေမယ့်ကင်မရာထဲမှာမတော်တဆဖမ်းမိထားတဲ့ဖြစ်ပျက်ဆန်းတွေကိုမြင်တွေ့ရမှာပါသူများတွေဒုက္ခရောက်တာကိုအရသာခံကြည်ကျင်တော့အဆုံးထိကြည်ပေးဦးနော်ဘာလို့လဲဆိုတော့တချို့ခိုက်တန့်တွေကခင်ဗျားဘလို့ပဲရုပ်တည်ထားပါစေအ ਨੇ ဆုံးတော့ပြုံးမိအောင်လုပ်နိုင်လို့ပါပဲသူကတော့ဖျောင်းတိုင်းလေးထွန်းရိုမတ်တစ်လေးဆံမှုစူးစမ်းနေတာပါဒါပေမဲ့အနားကိုမီးဆွဲသွားချိန်မှာတော့ရိုမတ်တစ်ဆံမှုကိစ္စနဲ့အဝေးကြီးဖြစ်သွားရပါတယ်ဒီမျိုးသားကတော့တာဝန်တည်တတ်တဲ့ပြည်သူတူဖြစ်ချင်ပုံပါပဲနင်းတွေအရန်ကြပြီးမိပိုင်းပေါ်မှာတင်နေတဲ့အတွက်သူကသွားရှင်းပေးပါတယ်အကျိုးသက်နေတဲ့သူ့အပေါ်ကိုနင်းတွေပြုတ်ကျလာခဲ့ပြီးအောင်မြင်စွာနဲ့ဆုတ်ခွာလာခဲ့ရတာပါဒါကတော့တိုက်ဖြိုတာကိုအနားသွားကပ်ပြီးမဆက်စုပါနဲ့ဆိုတဲ့အကောင်းဆုံးဥပမာတစ်ခုပါပဲကံကောင်းတာကဒီကိစ္စမှာဘယ်သူမှထိခိုက်မှုမဖြစ်ခဲ့ပါဘူးကိုကထရက်ကားရှည်ကြီးမောင်းလာတဲ့သူဆိုရင်တော့ပြန်ကွေးဖို့စိတ်ရှည်ရှည်နဲ့နေရာရှာတင်ပါတယ်ဒီဒရိုင်ဘာကတော့အဲ့လောက်စိတ်မရှိပါဘူးလမ်းပေါ်မှာနေမဲ့ဖင်ထိုးပြီးတော့ပြန်ကွေးဖို့ကြိုးစားနေတာပါသူ့ပတ်မှန်ထဲမှာမြင်ကွင်းရှိနေတဲ့အတွက်အစင်ပြေမဲလို့လည်းတွက်ထားပုံရပါတယ်ဒါပေမဲ့လမ်းဘေးကမီတာပိုက်ကိုဝင်တိုက်ပြီးရေရီပန်းထွက်လာတာကိုတွေ့ရတဲ့အချိန်မှာတော့သူလည်းနောင်တတွေရသွားခဲ့တာပါခွဲခြားဆက်ဆံတာတော့မဟုတ်ပါဘူးဒါပေမဲ့မိန်းကလေးတွေကားမောင်းရင်တော့တတိထားပါမဟုတ်ရင်ဒီကောင်မလေးလိုမစင်မချင်းဘတ်ဆုပ်တဲ့နေရာမှာဝင်တိုက်မိတဲ့သူကကိုဖြစ်သွားနိုင်ပါတယ်ဒါကတော့မိန်းကလေးအားလုံးကိုဆိုလိုတာမဟုတ်ပါဘူးကားမောင်းကျွမ်းတဲ့ကောင်မလေးတွေလည်းအများကြီးရှိကြပါတယ်အွန်လိုင်းတွေခေတ်စားလာ TikTok တွေပေါ်လာတော့အကုန်လုံးဒီဘက်ကဆယ်လီတွေဖြစ်ကုန်ကြတာပါမဖြစ်သေးတာဆိုလို့ကျွန်တော်နဲ့အခုကြည့်နေတဲ့ခင်ဗျားတို့လောက်ပဲရှိမှာပါအခုလည်းဒီမျိုးသမီးက TikTok ပေါ်မှာလူကြိုက်များလောက်မဲ့ဗီဒီယိုရိုက်မယ်ဆိုပြီး Watch Channel ကိုဝင်သွားပါတယ်ဘာသွားလို့တာလဲဆိုတော့ TikTok ရိုက်ဖို့ web ပေါက်လေးသွားခိုးတာပါဒါပေမဲ့ဝမ်မာကြီးကဒေါသတကြီးပြန်တုံ့ပြန်တဲ့အချိန်မှာတော့ကောင်မလေးရဲ့ TikTok အိမ်မက်တွေပျက်စီးသွားပြီးမနှဲထွက်ပြေးလာခဲ့ရပါတယ်ဒီအိမ်ရှင်ကျတော့တခိုးကိုအိမ်ကြီးချင်းလှုပ်ထားရပုံပါပဲဒလီမာသမျှပစ္စည်းတွေအိမ်ရှိမှခြားထားရင်ပျောက်ပျောက်ကုန်ပါရီအဲ့ဒါကြောင့်သူကလက်တယ်တီးအောင် CCTV တက်လိုက်တာပါဒါကိုလည်းတခိုးကရုံမမြင်အောင်ဝစ်စားပြီးတော့လာခိုးပါရီဒီလိုနဲ့အိမ်ရှင်ကလည်းစိတ်ပြက်လာခဲ့တာပါနောက်ပြီးတခိုးကိုပညာပေးဖို့လည်းဆုံးဖြတ်လိုက်ပါရီအဲ့ဒါကြောင့်ထောင်ချောက်ဆင်ပြီးအခုလိုပညာပေးလိုက်ချိန်မှာတော့တခိုးလည်းသင်ခန်းစာတွေရသွားခဲ့တာပါအိမ်ရှင်ကပိုတရီရှိလာတဲ့အတွက်တခိုးလည်းနောက်ထပ်ကြိုးစားဖို့တိတ်မလွယ်တော့ပါဘူးဒါကတော့ပစိန်ရိုးဖြစ်ချင်ရင်တော့မာရီကျိုးရီရှိရမယ်ဆိုတာကိုတတ်သိပြနေရပါထင်းခွဲဖို့ကြိုးစားနေတဲ့ဒီလူကတော့ခက်တီတီပါပဲပစိန်ကိုကင်ပြီးအားနဲ့ပေါက်လိုက်ပြီးမြထင်းတော့ကကွဲထွက်မသွားပါဘူးအဲ့ဒီစားသူ့လက်ကင်ယူပဲကြိုးသွားခဲ့တာပါဒါကတော့စာတင်ကြောင်းတစ်ခုတည်းကိုမထင်မဖဲရောက်လာတဲ့ intro ပြေတစ်ခုပါပဲကြည့်ရတာမျက်နှာချက်မှာတက်ထားတဲ့ရေပိုက်တွေအားနဲ့ကန်ထွက်ပြီးပွင့်သွားတယ်လို့ပါပဲဒီကိစ္စကြောင့်ကျောင်းသားတွေကပျော်ပြီးရှောက်ပြေးနေကြပြီမြဆီယာမတွေကတော့ပစ္စည်းတွေရေမစိုးရအောင်ရွှေရင်အလုံးများကုန်ကြပါရီဆယ်ရန်ရတွေတုံးလေတဘာဝကဒေါသထွက်လာရင်ပြေးမလို့ပါဘူးအခုလဲတရားဟောင်းတစ်ခုကိုဆက်ကြီးတွေနဲ့ဖြိုချနေရပါဒီချိန်မှာပဲရေလုံးကြီးတွေထွက်လာပြီးတော့စက်မောင်းနေတဲ့နေရာတွေပါအကုန်ပြိုကျသွားပါပြီဆက်ကြီးလဲအဲ့ဒီထဲကိုပါသွားတာပါလူတွေကတော့အပြင်ထွက်ပြီးတော့ရေကူးနိုင်ခဲ့လို့ဘာမှမဖြစ်ခဲ့ပါဘူးဒီဖြစ်ပျက်ကမတော်တဆမှုဆိုတာအချိန်မရွေးဖြစ်နိုင်နေဆိုတာကိုပြခဲ့တဲ့အကောင်းဆုံးဥပမာတစ်ခုပါပဲအမျိုးသမီးကြီးတွေကိုအတက်နိုင်ဆုံးမမြောက်ပြီးပါနဲ့သူတို့တောင်းဆိုရင်လဲဓာတ်သိရင်ဓာတ်ကြပါမဟုတ်ရင်လေးဘိန်းဆိုင်ငယ်ပေါ်တက်ခွာပြီးကားကိုပြေးဆောင်နေအခုအမျိုးသမီးကြီးလိုအဖြစ်နဲ့ကြုံရနိုင်ပါ ರಿ ဒီအမျိုးသားနှစ်ယောက်ကတော့အေးလူလူငားများနေတာပါဒီအချိန်မှာပဲတယောက်ကငားကောင်ကြီးကြီးမိသွားပါ ರಿ အဲဒါကြောင့်ဝမ်းသာအားရနဲ့ငမားရံကိုဆွဲလိုက်တဲ့အချိန်မှာပဲထောင်းကနေကျိုးသွားတာပါဒီလိုနဲ့အရေးသွေးမကောင်းတဲ့ငမားရံကြောင့်ငားကြီးကြီးတကောင်လွတ်သွားခဲ့ရပါ ರಿ အချိန်မရွေးမထင်မထားတဲ့အန်ဒရယ်ကကိုစီကိုရောက်လာနိုင်တယ်ဆိုတော့ဒီပုံရိပ်ကအကောင်းဆုံးသက်သေပါပဲဘယ်ကနေမှမသိလွင့်လာတဲ့ထင်းတုံတစ်ခုကအိမ်တိုင်စီကိုအရှိန်နဲ့ရောက်လာတာပါပြီးတော့အိမ်ရှိတိုင်ကိုဝင်ဆောင်ပြီးအဖီတွေပြုတ်ကုန်သွားတယ်အိမ်ရှိမှာလူတွေမရှိနေတာကပဲကံကောင်းနေလို့ပြောရမှာပါဂျင်မာဂျိုးမဆွမ်းရင်ပြမယ်ဆိုရင်လေတတိလေးပါလေးထားဖို့လိုပါရီမဟုတ်ရင်ဒီအမျိုးသားလိုအဖြစ်မျိုးနဲ့ကြုံရမှာပါကျန်းကြုံရင်နှုတ်လို့ရတယ်စကားကြုံရင်နှုတ်လို့မရဘူးဆိုပေမဲ့တကယ်တမ်းကျန်းကြုံရင်လည်းမချောင်လာပါဘူးဆိုင်ဝင်တဲ့မျိုးသားကမငြိမညာဖြစ်နေတဲ့ကျန်းကင်းကိုဆက်စုပြီးသွားနှင်းကြည့်တာပါဒီချိန်မှာပဲအပေါက်ကြုံပြီးအထဲဝင်သွားပါရီကံကောင်းတာကကျုံတဲ့အပေါက်ကဂားလေလောက်ပဲရှိနေတာပါဒါကတော့ကားပိုင်ရှင်တွေအားလုံးကြောက်ရတဲ့အိမ်မက်ဆိုးတစ်ခုပါပဲကိုကားကိုပါကင်မှာအေးချမ်းစွာရထားရင်းနဲ့လဲလာတဲ့တစ်ပင်နဲ့ပြီးတာမျိုးပါဒါမျိုးကြတော့လူမထိတာနဲ့တင်ကံကောင်းတယ်လို့ဖြေသိမ်းရမှာဖြစ်ပါရီခင်ဗျားကလေရင်စီးနေရင်ဒီလိုကိစ္စမျိုးကြုံလိုက်ရရင်တော့နောက်တစ်ခါလေရင်ထက်စီးဖို့တော်တော်လေးလန့်သွားမှာပါအခုကိစ္စမှာလည်းလေရင်ကအစင်းမတော်ဖြစ်ပြီးတောင်မနဲ့လမ်းနဲ့တိုက်ပြီးတော့မီးပွားတွေပွင့်ထွက်နေကြတာဖြစ်ပါရီကံကောင်းတာကတော့လေရင်မှုကဟန်ချက်ပြန်ထိန်းနိုင်ခဲ့တာပါပဲမဟုတ်ရင်တော့လေရင်ပေါ်ပါသွားတဲ့လူတွေရဲ့ကံကြမ္မာကတမျိုးဖြစ်သွားပါလိမ့်မယ်
ကိုစိတ်ကြိုက်ဝယ်ထားတဲ့ဆိုင်ကယ်လေးကိုကားပေါ်ကချကျင်းနေဆိုရင်လေအကူကြီးလေးတော့ခေါ်ထားတင်တာပါငါဘာသာငါလေးလုံနိုင်ပါရီဆိုပြီးမနိုင်မနှင်းလုံးမယ်ဆိုတော့ဒီလူဖြစ်တယ်လို့ဆိုင်ငယ်တေးလေးလဲတန်ရောင်တွေရောက်လူလဲဖျို့ဖျဲတွေဖြစ်ပြီးအရှက်ရစရာတွေဖြစ်ကုန်ပါလိမ့်မယ်ဒီကားသမားကတော့ GTA fan ဖြစ်ရင်ဖြစ်မဟုတ်ရင်လေ Hollywood ကားတွေကြီးများတဲ့သူပဲဖြစ်မှာပါကားပါကင်ကားနေလမ်းပေါ်ထွက်တော့ရိုးရိုးမထွက်ပဲနေတဲ့ platform ပေါ်ကိုကြော်နှင်းပြီးတော့ထွက်ခဲ့တာပါသူ့အကွက်ကအစင်ပြေတယ်ဆိုပေမဲ့ဒါမျိုးတွေကြက်ကြက်ဆက်လုံးနေရင်တစ်ချိန်မှာတေချာပေါက်ဒုက္ခရောက်သွားနိုင်ပါလိမ့်ဒါကတော့ခေါင်းကြီးတို့အကြိုက်ဖြစ်မှာပါကိုကားကိုအိမ်တိုင်ယာရောက်ဒီလိုမျိုးတန်ရှင်းလာလို့ပေးမယ်ဆိုရင်ကားစိတ်ကဘယ်လောက်ပေးနိုင်ပါသလဲကျွန်တော်ကတော့ခေါင်းကြီးတို့မရှိရှိတာပေါင်းနဲ့ရောင်းချပြီးပေးလိုက်မယ်လို့ဘာလို့မဲမသိယုံကြည်နေပါရီဒီအမျိုးသားကတော့စုံလေထိုင်ကုန်ကိုပက်လက်လန်ပြီးသူ့ကြောင်လေးကိုသူ့ခေါင်းရင်းသားလာဖို့ခေါ်နေတာပါကြောင်လေးနဲ့အတူဆိုရင်စိန်ကြမယ်လို့ထင်နေပုံပါပဲဒါပေမဲ့ကျောင်းကသူပြောတဲ့နေရာပေါ်ခုံတက်လိုက်တဲ့အချိန်မှာအလေးချိန်စီးပြီးတော့ပက်လက်လန်ထားတဲ့စုံလေကုန်းကလဲကျသွားတာပါအမျိုးသားကလည်းခြေပြက်လက်ပြက်ကိုပြုတ်ကျသွားပါရီပြီးတော့ကြောင်လေးကြောင်ခုံလဲတယ်ဆိုပြီးအပြစ်တင်တဲ့ပုံစံတွေတောင်လုပ်နေသေးတာပါအမျိုးသားတွေထဲမှာလည်းဘလောင်းပလေးလှုပ်တဲ့သူရှိတယ်ဆိုတာဒီလူကဥပမာတစ်ခုပါပဲဒါကတော့ Ronaldo လိုစကေးချမ်းတဲ့ကောင်မလေးရဲ့အချိန်တစ်သန်းမှာတစ်ချိန်လောက်ပဲကြုံရမယ့်အဖြစ်ပြပါသူကရေဘူးကိုလမ်းပေါ်ကန်ပြပြီးသူ့ရဲ့စကေးကိုပြဖို့ကြိုးစားခဲ့ပါရီဖြစ်ချင်တော့မောင်းလာတဲ့ဆိုင်ကယ်သမားတွေတဲ့ကိုထိခဲ့တာပါဟိုကဆိုင်ကယ်အုပ်ထုတ်ဝစ်ထားလို့ဒါဘာမှမဖြစ်ခဲ့တာလေးဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ကောင်မလေးရဲ့ဘောကန်စကေးကတော့ short ထွက်လို့မရဘူးလို့ပဲဆိုရမှာပါတခုစားတောင်းနေရင်အခုလိုမျက်လုံးလေးတွေနဲ့လာကြည့်နေတဲ့ခွေးလေးတွေကိုကြုံမှုကြပါသလားဒီလိုမျက်လုံးမျိုးနဲ့သွားဆုံပြီးရင်တော်ယုံလူတွေခံနိုင်မရှိကြပါဘူးနည်းနည်းဖြစ်ဖြစ်ချာကျွေးမိကြမှာပါဒီလူကတော့သူ့ခွေးကိုအစာဝကျွေးထားပြီးတာတော့ဒီလိုလာကြည့်နေလို့လှစ်လူရှူပြီးဆက်စားနေနိုင်တာဖြစ်ပါရီမဟုတ်ရင်တော့ဒီခွေးတွေရဲ့မျက်လုံးအကြည့်ပြူအောင်မှကြာရှုံးရမှာပါခင်ဗျားတို့လည်းဒီလိုဖြစ်တွေကြုံဘူးတယ်ဆိုရင် comment မှာမျှဝေပေးခဲ့ပါဦးဘာပဲဖြစ်ဖြစ်ခွေးလေးတွေကချစ်စရာတော့ကောင်းပါရီကားတိုက်ခံရခြင်းအောင်ဆောင်ပြီးရော်ကြီးကွင်ဖန်တဲ့ကိစ္စကလည်းနေရာတော်တော်များများမှာရှိပါရီအခုလည်းဒီမျိုးသမီးကအဲ့လိုအကွက်နဲ့ကွင်ဖန်နေတာပါဒါပေမဲ့သူ့ကိုဘေးလူတွေကကင်မရာနဲ့လိုက်ရိုက်နေတာကိုတော့သတိမထားမိပါဘူးပြီးတော့မှသတိထားမိပြီးအလန့်တကြားနဲ့ထွက်ပြေးသွားတာပါဒီလူကတော့ showroom မှာဆိုင်ကယ်တစ်စီးသွားဝယ်ပါရီစိတ်ကြိုက်တွေးတော့ showroom ထဲမှာပဲစမ်းမောင်းကြည့်နေကြတာပါဒီချိန်မှာပဲပြူးနေအောင်အမှတ်သားပြူထားတဲ့မြောင်းကိုတက်တက်တိုးပြီးတော့ပြုတ်ကျသွားပါရီဆိုင်ကယ်ကိုလည်းကရိန်းနဲ့ပြန်ဆွဲထုတ်ခဲ့ရတာပါသူကအဲ့ဒီဆိုင်ကယ်ကိုကံမကောင်းမှုဆိုပြီးမဝယ်ခြင်းပေမဲ့သူကြောင့်ထိခိုက်သွားတဲ့အတွက်ဝယ်ခဲ့ရပါရီဆိုင်ကယ်စမ်းမယ်ဆိုရင်လည်းဒီလူလိုမဖြစ်ဖို့တော့တတိပေးရမှာပါအားနဲ့သူကိုကူညီခြင်းစိတ်ရှိတာတော့ကောင်းပါတယ်ဒါပေမဲ့ဒီလူလိုမဖြစ်အောင်တော့တတိထားရမှာပါအခုလည်းအရက်ရှိရှိခတ်တောင်းဒီလူကကုံတဲ့လန်ချားသမားကိုကူတယ်ပေးဖို့ကြိုးစားနေပါရီအစာပိုင်းမှာတော့သူ့ရဲ့အကူကြီးကအလုပ်ဖြစ်နေတယ်လို့ပါပဲဒါပေမဲ့လန်ချားအချိန်ရလာတဲ့အချိန်မှာတော့သူလည်းမထိန်နိုင်ပဲအားလုံးဖျို့ဖျဲနဲ့ပြိုလဲသွားရတာပါပေါ်စီခြင်းလို့ကြောင်ရုပ်ရေးကမှဆေးကြောင်ပိုလေးဆိုတဲ့အဖြစ်မျိုးပါပဲခက်ဆန်းဆန်းဗီဒီယိုလေးတစ်ပုဒ်ရခြင်းနဲ့ content creator တယောက်ကတော့ကြောက်ကြိတ်ဆန်နာသွားပြီးအနီးကပ်ရိုက်ကူးနေကြတာပါဆက်သွားတွေကြားတဲ့ကြောက်ခဲစားတွေသူ့ရဲ့ကင်မရာကိုလာမှန်ချိန်မှာတော့သူလိုချင်တဲ့ခက်မိုက်မိုက်ဗီဒီယိုကိုရသွားခဲ့ပါရီဒါပေမဲ့အဲ့လိုမျိုးနောက်ထပ်မလုပ်တော့ဘူးဆိုတဲ့သင်ခန်းစာကိုလည်းရသွားခဲ့တာပါဒါကဂိမ်းမာရီရဲ့အိမ်မက်ဆိုပါပဲဒီဂိမ်းမာကသူ့စိတ်ချကွန်ပျူတာကို special ဆင်ပြီးဇပွဲပေါ်ကိုအကျနာတင်နေခဲ့တာပါပြီးရင် share ကျုံတော့မယ်ဆိုတဲ့စိတ်ကူးတွေလည်းရှိနေပုံပါပဲဒီချိန်မှာပဲ PC ပုံးကအောက်ကိုကြားပြီးစင်ထားသမျှတွေတစားစီဖြစ်ကုန်ပါရီဂိမ်းမာတယောက်ဘယ်လောက်ခြေခွဲသွားလဲဆိုတာကိုသူ့ရဲ့ပုံရိပ်တွေမြင်တာနဲ့သိနိုင်ပါရီဒါကတော့ရက်ွက်ထဲကလူကားစွာဘိုးတော်ကြီးရဲ့ရဲစရာဖြစ်ပါအခုလဲကွန်ကရစ်လမ်းလောင်ခင်းတဲ့အလုပ်သမားဖွဲ့ကိုသူပါကောင်လေးဆိုတာပြခြင်းလို့တွားပြီးတော့ပြဿနာရှာနေခဲ့တာပါဘိုးတော်ကလမ်းလောက်သားရဲ့ဘီလက်မြေလောင်းတဲ့အုံမွေးလုံးကားကိုဘတ်ချလေတွားပြီးတော့ဖျက်ဆီးပါရီလမ်းလောက်သားတွေကလည်းမတားပါဘူးနောက်မှတက်ဆိုင်ရနဲ့ရှင်းမယ်ဆိုပြီးလွှတ်ထားကဗီဒီယိုပဲရိုက်ထားလိုက်တာပါဒီချိန်မှာဘိုးတော်ကပို့ပြီးတော့တွေးကြွလာပါရီကားတစ်ဖက်ချမ်းကိုတွားပြီးတော့ဖိုက်တာထားနဲ့ထူရိုက်နေကြတာပါဒါပေမဲ့ကန်ဆိုးကျင်တော့ကွန်ကရစ်လောင်းထားတဲ့နေရာမှာနစ်နေပြီးပြန်ထွက်မရပဲဖြစ်နေခဲ့ပါရီသူကသူဖိုက်တာဆိုပြီးကြုံဝါထားတဲ့အတွက်ဘသူကမှလည်းအကူအညီမတောင်းရပါဘူးလမ်းလောက်သားတွေကလည်းအကူအညီမပေးပဲဘိုးတော်ရဲ့ဖြစ်ကိုကြိတ်ရန်နေခဲ့ကြပါရီဒီကောင်လေးကတော့နှင်းတော်တွေကတစ်သားထိုင်ခုံရှေ့ဘော်ကိုသွားပြီးမင်္ဂလာပါလောကကြီးလို့အော်ဟစ်ကနှုတ်ဆက်နေတာပါနောက်ကိုမိလိုက်တဲ့အချိန်မှာပဲထိုင်ခုံကလဲသွားတဲ့အတွက်သူနှုတ်ဆက်တဲ့အတန်ထဲမှာဆဲတန်တွေရောပါလာခဲ့တာကတော့မြင်ရတဲ့သူတိုင်းအတွက်ရဲစရာဖြစ်သွားခဲ့ပါရီယောက်ျားလေးတွေကဘယ်ချိန်ဖြစ်ဖြစ်ယောက်ျားလေးပါပဲအခုလည်းဒီမျိုးသားကလက်သိမ်းထိုးဆက်ရှိမှကွန်ဖူကစ်ပြဖို့ကြိုးစားနေရပါသူကအားချိုးမှန်တက်ကန်ခဲ့ပေမဲ့လေကိုပဲကန်ပြီးတော့ပုံပြတ်ပန်းပြက်လဲကျသွားတာကြောင့်အားလုံးသက်ဟာတာဖြစ်သွားရပါရီမဆန်မပြဲတင်လာတဲ့ထုံဆက်ကိုရှေ့ကနေကားတစ်စီးနဲ့ဆွဲဖို့ကြိုးစားနေရပါဒါပေမဲ့တင်လာတဲ့ဝိတ်ကမနှဲလာဘူးဖြစ်နေတဲ့အတွက်ထုံဆက်ကောင်းကြီးနှစ်ချမ်းခွဲပြီးပိုင်ရှင်လဲကြေခွဲသွားခဲ့ရတာပါဒါကမဆန်မပြဲလို့ရင်ဒါမျိုးတွေကြုံရတတ်တယ်ဆိုတဲ့သင်ခန်းစာပါပဲ
ဒါကတော့အမျိုးသမီးတချို့လည်းကြုံမှုကြမှာပါသပင်ဖြောင်ရင်းလျှက်စစ်ရှော့ထဖြစ်တဲ့ကိစ္စမျိုးပါပဲဒီကိစ္စမှာဘာမှမထိခိုက်တဲ့အတွက်အမျိုးသမီးကကံကောင်းတယ်လို့ပြောရပါလိမ့်မယ်ဒီကောင်မလေးရဲ့တဲ့ပုံကတော့စဉ်းစားစရာပါသူမလာခင်ကကျမ်းပြင်မှာဘာမှမရှိသေးပါဘူးသူကလည်းစီမဖြစ်ရသေးပါဘူးဒါပေမဲ့ကျန်းကင်းဘော်ကအကွက်တွေတော့ရှိနေပါပြီစီမဟုတ်တဲ့အတွက်တခြားအရေးတစ်ခုလားတော့မသိပါဘူးဒီငါးပန်းသမားကလည်းကံကောင်းသွားတာပါပထမတော့ငါးကိုကန်ကြည့်နေပါပြီပြီးမှလေဝမ်းနဲ့လှုပ်ပေးလိုက်တာပါဒီချိန်မှာပဲငါးရဲ့ခန္ဓာကိုယ်တွေကအရေးမဲတွေပန်းထွက်လာပါပြီစက္ကန့်ပိုင်းလောက်တာနောက်ကျသွားရင်ဒီအရေးတွေကသူ့မျက်နှာကိုပန်းကုန်မှာပါဒါကတော့မီးတောင်နတ်ဖျားနဲ့မိုးကြိုးနတ်ဖျားတို့ပူပေါင်းပြီးအလှပြားတဲ့ပြားခွဲတစ်ခုလိုပါပဲလမ်းပေါ်မှာသွားနေကြတဲ့ကားသမားတွေအားလုံးအလံလွှင့်ထားပြီးအယိုးစုကြီးနဲ့အလှဆင်ထားတဲ့ဒီလိတ်ခုံးကားလေးကိုတွေ့တော့မကြည့်ပဲမနေနိုင်ကြပါဘူးတော်တော်လေးလမ်းတာကိုခင်ဗျားတို့လည်းမြင်ကြမှာပါဒီမှာဆိုရင်တော့မော်တော်ဘီကယ်ရီရဲ့အကွက်ထဲကိုဝင်သွားနိုင်ပါတယ်ဒီမှာတော့နှင်းတော့မရှိပါဘူးဒါပေမဲ့နှင်းတော့ရှိတဲ့နေရာကိုရောက်သွားရင်တော့အခုလိုရှောက်ပြေးတတ်တဲ့ဒေရတွေကိုတတိထားပါဘာမှမသိသေးခင်ဝင်တိုက်ခံရနိုင်ပါတယ်ဒါကတော့ပစင်းတွေဘလို့အခွန်လဲတလဲဆိုတာပါပဲကြည့်ရတာကတော့တော်တော်မိုက်ပါတယ်ဒီလပိုင်းကတော့ရေကိုအကွင်းလိုက်ပြန်မှုတ်ပြနိုင်တဲ့အထိကိုစကေးကြမ်းလာတာပါအရင်အေးတဲ့နေရာမှာနေတယ်ဆိုရင်တော့တိုင်ကြီးတဲကအခုလိုရေခဲပြားတွေကိုမနှက်တိုင်းရနိုင်ပါတယ်ဝင်တဲ့ကြောင်နဲ့ဖတ်ရင်ဘယ်သူသားရမလဲဆိုတာသိချင်တော့အဖြေကိုပြောပြမှာပါကြောင်ကအမြဲသားရမှာပါဘာဖြစ်လို့လဲဆိုရင်သူတို့ကမွေးထက်အမြဲတမ်းပုံမြန်ကြလို့ပါပဲခရမ်းရောက်တောက်နဲ့ချစ်စရာဒီကားလေးကိုစီရင်တော့လူတိုင်းဝိုင်းချီတာကိုခံရမှာပါဒါပေမဲ့လိုက်စီးရဲမလားဆိုတဲ့မေးခွန်းပဲရှိပါတယ်ကန်းကြီးကရေကြီးတက်လို့အကာအရံတွေဘလောက်ပဲလို့တဘာဝကစိတ်ဆိုးလာရင်တော့မရပါဘူးလေရင်ကွင်းကလူနေတဲ့ရက်ကွက်လေးတွေကိုကတ်ရောက်နေရင်တော့အဲ့လိုအသေးရစရာမြင်ကွင်းကိုနေတိုင်းတွေ့ရမှာပါဒါကတော့ပြေကြီးငါးရဲ့အပေါက်ထဲကိုဝင်တိုးသွားတဲ့ငါးတကောင်ကိုပြန်ပြီးကဲထုတ်ပေးနေတာပါဘယ်ပေါက်ထဲလဲဆိုတာကိုတော့ခင်ဗျားတို့ပဲကိုယ်တိုင်ကြည့်လိုက်ကြပါတော့ဆိုတော့အခုဗီဒီယိုလေးကတော့ဒီလောက်ပဲဗျာနောက်ထပ်အလားတူဖြစ်ရတွေအများကြီးရှိပါသေးတယ်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်ဘာလို့ရမလဲသိတယ်မဟုတ်လားအဲ့ဒီတိုင်းပဲလှုပ်ထားလိုက်ပါနောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်အခုတော့ဘိုင်ဘိုင်ပါအားလုံးပဲဘေးကင်းကြပါစေ